မင်္ဂလာပါကျမပိုးရီပါကျမဒီနေ့ဒီဗီဒီယိုလေးကိုလုပ်ပေးရခြင်းရဲ့ရည်ရွယ်ချက်ကတော့ကျမတို့တော်တော်များများလဲကြားပါလိမ့်မယ်အခုလက်တလုံးမှာဒီထိုင်းနိုင်ငံကစာတင်ကျောင်းတစ်ကျောင်းမှာကလေးငယ်တစ်ယောက်ကနေပြီးတော့မှပြစ်ခတ်မှုဖြစ်ပွားတယ်ပေါ့နော်လူတော်တော်များများလဲအသက်ဆုံးရှုံးသွားရတယ်ဆိုတော့အဲ့ဒီသတင်းလေးကိုတော်တော်များများလဲသိတယ်ကြားလဲကြားကြတယ်ပေါ့ဆိုတော့ကျမအဲ့ဒီသတင်းလေးကိုဖတ်လိုက်ရတဲ့အချိန်မှာကျမဘာတွေးမိသွားလဲဆိုလို့ရှိရင်ကျမကိုယ်တိုင်ကအခုဒီ counseling တွေလုပ်ပေးနေတယ်ကျမစိတ်ပညာနဲ့ပတ်သက်ပြီးတော့လဲကိုယ်တိုင်လေ့လာနေရတယ်စိတ်ပညာရှုအောင်လဲကျမအများကြီးမျှဝေပေးနေရတယ်ရှိတယ်ပေါ့နော်ဆိုတော့ကျမဒီဖြစ်စဉ်ကိုဖတ်လိုက်ရတဲ့အချိန်မှာဒီအသက်မပြည့်သေးတဲ့ကလေးတစ်ယောက်ပေါ့နော်ဒီကလေးတစ်ယောက်ဟာဒီလိုမျိုးပြစ်ခတ်မှုဖြစ်သွားတဲ့အထိလုပ်ရတဲ့အခါမှာဒါကအမှုတော့မြောက်တာပေါ့နော်ကျမဒီဖြစ်စဉ်လေးကိုကြည့်ပြီးတော့โอเคပေါ့နော်သူတည်ဆုံးသွားသည်ဖြစ်စီသူမတည်ဘူးဖြစ်စီပေါ့ကျမတို့ကဒါ punish လုပ်မှာလားဒီအမှုကိစ္စကိုဘယ်လိုဆက်လုပ်မှာလဲဆိုပြီးတော့စိတ်ဝင်စားကောင်းစိတ်ဝင်စားနိုင်တယ်ပေါ့ဒီကလေးလေးကဘာကြောင့်ဒီလိုပြစ်ခတ်မှုဖြစ်ရတာလဲဘာကြောင့်ဒီလိုတနက်ကိုယ်တော်မှာကင်ပြီးတော့ပြစ်ရတဲ့အထိဖြစ်သွားရတာလဲဆိုပြီး root cause ကိုကျမရှာတဲ့သူပေါ့နော်ဆိုတော့သူမှမဟုတ်ဘူးနောက်လူတွေကရောဒီလိုဖြစ်ရမျိုးတွေဖြစ်လာနိုင်သလားsociety မှာဒီလိုဖြစ်ရမျိုးတွေမဖြစ်အောင်ကျမတို့ဘာလုပ်သင့်လဲဆိုတဲ့နေရာကနေကျမစဉ်းစားမိတယ်အဲ့တော့ကျမဒီနေ့မှာပေါ့နော်ဒီလိုမျိုးဖြစ်ရတဲ့ဖြစ်ရတာဟာလူတွေမှာဘာကြောင့်ဖြစ်ရတာလဲဆိုတဲ့အကြောင်းအရာလေးကိုကျမအချက်၅ချက်ကနေဆွေးနွေးပြီးသွားချင်ပါတယ်အဲ့တော့ပထမဦးဆုံးနံပါတ်1ပေါ့နော်အချက်ကဘာလဲဆိုလို့ရှိရင်ကျမတို့ရဲ့ early childhood experience လို့ခေါ်တယ်ကလေးတွေရဲ့ငယ်ဘဝဖြတ်တန်းလာခဲ့တဲ့ငယ်ဘဝဆိုတော့ကျမတို့မွေးကင်းစကနေစတာပေါ့နော်ဖြတ်တန်းလာခဲ့တဲ့အခြေအနေတခုပေါ့အဲ့ဒီမှာကျမတို့မိဘတွေပြုစုစောင့်ရှောက်တဲ့သူတွေအဲ့ဒါကို nurture လို့ခေါ်တယ် environment ကပေါ့နော်ပြုစုပြောထောင်အဲ့ဒီပြုစုပြောထောင်တဲ့အချိန်မှာကလေးတော်တော်များများကသူတို့ရဲ့ develop ဖြစ်တဲ့အသက်အရွယ်ပိုင်းခြားတွေရှိတယ်သူတို့ကဒီစကားမပြောတတ်သေးဘူးသူတို့လက်ကလေးတွေခြေထောက်ကလေးတွေစပြီးလှုပ်လာတယ်သူတို့မျက်လုံးကြည့်တတ်တယ်ပြတဲ့နေရာကိုနောက်ပိုင်း pointing လုပ်တတ်တယ်လက်ကလေးတွေပြတတ်တယ်စသဖြင့်တဖြည်းဖြည်းနဲ့ develop ဖြစ်လာတယ်အဲ့ဒီခါမှာသူတို့ရဲ့ပထမအဆုံးမြင်ရတဲ့လူတွေဒီမိဘဖြစ်တယ်ပြီးတော့မှအကြောင်းနေရွယ်မှာဆရာဆရာမတွေပြီးတော့တငယ်ချင်းတွေဒါတွေတဖြည်းဖြည်းနဲ့ environment ကျဲလာအဲ့တော့ဘာကိုကြည့်ရလဲဆိုရင်သူတို့ရဲ့မိဘကိုသူတို့ကြည့်တာကျွန်မ parenting တခါပြောတော့ကလည်းကျွန်မပြောဘူးတယ်ခဏခဏ modeling ဆိုတဲ့အရာကိုကျွန်မပြောဘူးတယ်သူတို့အဖေကဘာလုပ်ကြလဲသူတို့အမေကဘာလုပ်ကြလဲအဖေနဲ့အမေနဲ့ဂျားထဲမှာဘယ်လိုမျိုးနွေးနွေးထွေးထွေးရှိတာလဲဘယ်လိုမျိုးအော်ဟစ်ပြီးတော့ရန်ဖြစ်နေကြတာလဲသူတို့ကိုဘယ်လိုဆက်ဆံတာလဲအဲ့ဒီဟာကိုကလေးကကြည့်ပြီးတော့မှဒီအပေါ်မှာသူတို့ကလိုက်ပြီးတော့မှတူပလှုပ်ဆောင်တာတွေရှိတယ်ဒီလိုမျိုးအမြဲတမ်းတယောက်နဲ့တယောက်ချစ်ခင်ပြီးတော့ respect ရှိတဲ့အချင်းချင်းကြားထဲမှာစကားပြောရင်နားထောင်တတ်တယ်မေတ္တာပေးတယ်ဆိုတဲ့မိသားစုတစုမှာကြီးပြင်းလာတဲ့ကလေးကအဲ့ဒီအရာကိုကောင်းကောင်းနားလည်တယ်မေတ္တာတရားကိုလည်းနားလည်တယ်သူ့ကိုယ်သူလည်းချစ်တတ်တယ်သူများကိုလည်းသူချစ်တတ်တယ်အဲ့တော့ဒီလိုမျိုးမဟုတ်ဘဲနဲ့အဖေနဲ့အမေနဲ့အိမ်မှာအမြဲတမ်းရံပွဲတွေဖြစ်နေတယ်စူပူနေတယ်တယောက်နဲ့တယောက်အော်ဟစ်နေတယ်စိတ်တိုင်းမကြတွေဖြစ်နေတယ်ဆိုရင်ဒီ environment ကသူ့အတွက်အလေးထားဖြစ်လာတယ်သူ used to ဖြစ်သွားတဲ့အခါမှာကလေးကဒါဟာ normal လို့ထင်သွားတယ်ပုံမှန်အခြေအနေပေါ့ပုံမှန်အခြေအနေဆိုတော့ဒီလိုတယောက်နဲ့တယောက်စိတ်ခံတင်អော်လိုက်တာပဲလှုပ်လိုက်တာပဲဆိုတဲ့အရာတွေကအိမ်ကနေစပြီးတင်ကြားလာတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မို့လို့အိမ်ရဲ့ပြင်ပကနေထွက်ပြီးတော့ကျောင်းပညာရေးပေါ့နော်စာသင်ခန်းထဲရောက်တဲ့အခါမှာလေသူများကိုစိတ်မလို့မလို့သူတို့လှုပ်လိုက်မယ်អော်လိုက်မယ်စသဖြင့်ဒီလိုအမှုကျင့်လေးတွေကရှိတတ်တယ်အဲ့တော့ပထမအဦးဆုံးသူတို့ရဲ့ life အစမှာမိဘတွေကအိမ်မှာဘယ်လိုမျိုး family type မျိုးကိုသူတို့ပေးမှာလဲအဲ့တော့ဒီမှာကျွန်မမိဘဆိုတဲ့အရာလေးကိုအနေငယ်ပြောချင်တယ်ကျွန်မကိုယ်တိုင်လည်းမိဘတယောက်ဖြစ်နေရပေါ့နော်ဆိုတော့ကျွန်မတို့လူသားတယောက်အနေနဲ့ပေါ့နော်လောကကြီးကိုရောက်လာတဲ့အခါမှာအဖေနဲ့အမေနဲ့ရဲ့အိမ်အောင်ပြုတယ်ဒါလူတိုင်းနားလည်တဲ့အချက်လက်ဖြစ်တယ်ကျွန်မထူးတယ်ပြပြနေကြမလို့ကလေးမွေးလာတယ်ဆိုတဲ့အခါမှာကျွန်မတို့ကလေးလေးထွက်လာပြီဆိုလို့ရှိရင်ဒီအမျိုးသားနဲ့အမျိုးသမီးဒီအလိုလျောက်မိဘဆိုတဲ့နေရာကိုရောက်သွားတယ်ဒါပေမဲ့ကျွန်မတို့မိဘဆိုတဲ့ role မှာရှိဖို့လိုအပ်တဲ့အချက်လက်တွေ qualification တွေရှိရလားဆိုတာအင်မတန်အရေးကြီးတယ်ကလေးတယောက်တော့မွေးလာတယ်အဖေအမေရတော့ဖြစ်လာတယ်ဒါပေမဲ့ဒီလိုပဲဘဝကိုဖြတ်တန်းနေရပဲပေါ့နော်ဒီလူသားတယောက်ကိုလူတာဝန်ကြည့်အောင်သူလောကထဲမှာရှင်သန်ရက်တည်နိုင်အောင်အသိဉာဏ်ပညာဖွံ့ဖြိုးအောင်စသဖြင့်အစားအသောက်ကျွေးရုံအဝတ်စားဆင်ရုံ physically ပြည့်စုံရုံနဲ့မလုံလောက်ဘူးဒါတွေကိုပံ့ပိုးပေးနိုင်ပြီးတော့ဒါတွေကိုအသိပညာပေးနိုင်မဲ့အခြေအနေမျိုးဆိုရင်ဒါဟာမိဘဖြစ်တဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဒီအတွက်ပေါ့နော်မိဘတွေအနေနဲ့လည်းကျွန်မကိုယ်တိုင်လည်းအများနဲ့ကိုယ့်ကိုယ်သုံးသပ်တယ်ကျွန်မကလေးနဲ့ပတ်သက်ပြီးတော့ငါဘလောက်အထိကျွန်မလည်း parenting ကျွမ်းကျင်နေတဲ့လူတွေလည်းမဟုတ်ဘူးဒါပေမဲ့ကိုယ့်ကလေးနဲ့သူများကလေးနဲ့အခြေအနေကတော့ကျွန်တော်တို့တူမှာမဟုတ်ဘူးကိုယ့်ကလေးအကြောင်းကိုတော့ကိုယ့်မိဘအတိဆုံးဖြစ်မှာပဲအဲ့တော့
ကိုကလေးတယောက်ကသူကြီးပြင်းရမယ့်အသက်အရွယ် develop ဖြစ်လာတဲ့အသက်အရွယ်တွေမှာကျမတို့ဘယ်လိုသူတို့ကိုပြုမှုဆက်ဆံပေးရမလဲကျမတို့မြင်ခြင်းနဲ့ကျမတို့ရဲ့သားတော်၎င်းသမီးတော်၎င်းသူတို့ဟာဘယ်လိုလူမျိုးဖြစ်ရမှာလဲကျမတို့မျှော်မှန်းထားတဲ့ပုံစံရှိလိမ့်မယ်လူတိုင်းမှာအဲ့လိုလူမျိုးဖြစ်ဖို့အတွက်ကျမတို့ကဒီလိုနေပါဟိုလိုနေပါလို့ပြောရုံနဲ့သူတို့ကအဲ့လိုလူတယောက်ဖြစ်လာမှာမဟုတ်ဘူးပထမဦးဆုံးကနဦးမှာတော့မိဘဒီအဲ့လိုလူတယောက်ဖြစ်အောင်ကိုယ်အရင်နေဖို့လိုတယ်စံပြဖြစ်ဖို့လိုတယ်အဲ့ဒီဟာမှသာသားသမီးကဒီသူ့ရဲ့ဒီငယ်ဘဝပေါ့နော် early experience မှာသူရခဲ့တဲ့အတွေ့အကြုံတွေကနေသူဟာဘယ်လိုမျိုးဆက်ပြီးသွားမလဲဆိုရင်နာချသည်အင်မတန်အရေးကြီးတယ်အဲ့လိုပြောလို့ကျမတို့သူ့ရဲ့တတိဗီဇစိတ်ကအရေးမကြီးဘူးလားတွေးစရာရှိရပေါ့နော်အဲ့တော့တတိဗီဇစိတ်ကလည်းအရေးကြီးတာပဲလူတယောက်ကဒီ genetic ကလည်းပါတာပဲလीနော် genetic မှာဉာဏ်ကောင်းပြီးသားကလေးဖြစ်တယ်မိဘကလည်းသူ့ရဲ့ talent တွေသူ့ရဲ့ဒီစွမ်းဆောင်ခြင်းတဲ့အရာတွေသူ productivity ကောင်းနေတဲ့အရာတွေ support လုပ်ပေးနိုင်ပို့ပြီးတော့အရှိကိုမြန်ရောက်တယ်သူ့ရဲ့ speed ကပိုမြန်တယ်ပေါ့အဲ့တော့နှစ်ခုလုံးပြည့်စုံနေတော့ပိုကောင်းတယ်သို့တော့ပြုစုဆောင်ရှောက်တဲ့သူတွေကအင်မတန်အရေးပါတယ်ဆိုတဲ့အကြောင်းကျွန်မဒီနေ့မှာပြောတာဖြစ်တယ်ပေါ့နော်အဲ့တော့နံပါတ်1ချက်ဒီသူတို့ရဲ့ငယ်ဘဝဖြတ်သန်းခဲ့ပုံမှာသူတို့ဘယ်လိုမျိုးကြည်ရင်းခဲ့ရလဲဘာတွေသူတို့တွေ့မြင်ပြီးတော့အဲ့ဒီတိုင်းတူပါလောက်ဆောင်ခဲ့တာဘာတွေရှိလဲပေါ့နော်ဆိုတော့အဲ့ဒါလေးတွေကိုဒီဗီဒီယိုကြည့်နေတဲ့သူတွေမှာမိဘတွေရှိရဆိုရင်ပြန်လဲစဉ်းစားစေချင်တယ်ကျွန်တော်လည်းအမြဲတမ်း reflection လုပ်တယ်ပြန်သုံးသပ်တယ်ငါဘာတွေများ modeling လုပ်ပြခဲ့လဲပေါ့ကျမတို့အယိုးရှင်းဆုံးဥပမာတစ်ခုဆိုရင်ကျမတို့ဖုန်းသုံးတယ်လူတိုင်းသုံးတယ်ကလေးတွေလည်းသုံးတယ် YouTube ကြည့်ရရှိတယ်အဲ့ခါမှာကျမတို့မိဘတွေကဘာဖြစ်လဲဆိုတော့ဖုန်းကိုချိန်နဲ့သုံး screen time တွေအများများနေပြီဒီချိန်တော့မကြည့်နဲ့တော့လို့ပြောတယ်ဒါပေမဲ့အဖေလည်းဖုန်းနဲ့အမေလည်းဖုန်းနဲ့အဖေရောအမေရောဖုန်းလုံးဝမချသေးဘူး social media ပေါ်မှာရှိနေအမေကဈေးဝယ်နေမယ်ဆိုပါဆိုအဖေကsomething ပေါ့တခုခုကြည့်နေမယ်ဘောလုံးပွဲကြည့်မယ်ဒါမှမဟုတ်သူလည်းဒီsocial media မှာကြည့်နေမယ်ဆိုရင်အဲ့ဒီကလေးကိုကျမတို့ screen time short ပါလို့ပြောဖို့ဟာထိရောက်မှုရှိမယ်ထင်လားမထိရောက်ဘူးဘာကြောင့်လဲဆိုတော့ကလေးကပြန်ကြည့်မှာပဲငါ့ကိုတော့ screen time short ခိုင်းတယ်အဖေကလည်းကြည့်နေတယ်အမေကလည်းကြည့်နေတယ်ငါတော့မကြည့်ရဘူးဆိုတာ fair မဖြစ်ဘူးလို့ခံစားသွားရတယ်အဲ့ဒီအတွက်ဒီအရာကို modeling လုပ်ပြနေတဲ့မိဘတွေကအင်မတန်အရေးကြီးတယ်ဒါကြောင့်ကိုသားသမီးကိုအိမ်အောင်ဝင်ချိန်နဲ့ဘလောက်မှဖုန်းမသုံးပါနဲ့လို့ကိုကစီကံချမှတ်တော့မယ်ဆိုရင်ကိုလိုက်နာနိုင်လားဆိုတာအရင်လုပ်ဖို့လိုတယ်အားယောက်ျားလေးမွေးထားပြီးတော့ secret မတောက်ပါနဲ့ fake မတောက်ပါနဲ့ဘာတွေမလုပ်ပါနဲ့လို့ပြောတယ်အဖေကျတော့တောက်တာပဲအဖေတောက်တော့အဆင်ပြေလားလို့ပြန်မေးနိုင်တယ်အဲ့တော့အဲ့အတွက်ကြောင့်မို့လို့ကျမတို့ကလုံးလုံးရရကြီးဖြစ်ရမယ်ကျမမဆိုလို့ဘူး discipline ကတော့ကိုနဲ့ကိုသားသမီးနဲ့ခြားထဲမှာချရမယ်ကိုရီအချင်းချင်းရဲ့ deal ပေါ်မူတည်တယ်သို့တော့မိဘဒီ modeling ဖြစ်ရမယ်ဆိုရင်ရှိပါအောင်ကျွန်မကဒါဥပမာလေးနဲ့ပြောပြပေးတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါတို့ရဲ့ငယ်ဘဝဖြတ်သန်းခဲ့ပုံဟာအင်မတန်အရေးကြီးပါတယ်အခုကဒုတိယအချက်ပေါ့နော်ဒုတိယအချက်ကကျွန်တော် listening ပေါ့နားထောင်ပေးတာပေါ့အဲ့တော့ဒီလူကြီးတွေအနေနဲ့ပဲဖြစ်ဖြစ်ဒီအမေတွေအနေနဲ့ပဲဖြစ်ဖြစ်ကိုပြောတဲ့စကားကိုနားထောင်တယ်ဆိုရင်လူရလိုချင်ကြတယ်ခိုင်ကြကို attention အပြည့်မပေးဘူးပေါ့နော်ဟိုလိုလိုက်နားထောင်ရင်တော့သိမကြိုက်ချင်ဘူးပေါ့နော်အဲ့တော့သူတို့မှလည်းသူတို့ရဲ့ feeling တွေရှိတယ်သူတို့ရဲ့ emotions တွေရှိတယ်သူတို့တနေ့သူတို့အချိန်တော်တော်ကြာနေခဲ့ရတဲ့ဒီကျောင်းဝင်းတွင်ကျောင်းမှာဖြစ်ခဲ့တဲ့အရာတွေသူတို့ရဲ့ဒီငယ်ချင်းတွေနဲ့ကျောင်းဆရာဆရာမတွေနဲ့သူတို့တနေ့တာဘာတွေဖြစ်ခဲ့လဲတကယ်ဆိုလို့ရှိရင်ဒီအကြောင်းအရာတွေကိုကိုကနေတော့မှစပြီးတော့ဒီနေ့ကျောင်းမှာအဆင်ပြေရဲ့လားဒီနေ့ကျောင်းမှာပျော်ရဲ့လားဘာတွေဖြစ်ခဲ့လဲဆိုတာကိုကျွန်တော်မေးဖို့လိုတယ်အဲ့တော့ကလေးတွေရဲ့ပြောလာတဲ့စကားတွေကိုနားထောင်ပေးဖို့လိုတယ်သူတို့မေးချင်တဲ့မေးခွန်းတွေကိုဖြေပေးနိုင်ဖို့လိုတယ်ဆိုတော့ကျမတို့ဒီကလေးတွေဆိုတာကအသက်အရွယ်တစ်ခုရောက်သွားတယ်ဆိုတဲ့အခါကြလို့ရှိရင်ကိုမေးရင်တော့ပြောချင်မှပြောတော့မှာသူတို့ကသူတို့လေလာပြောချင်မှပြောတော့မှာအဲ့လိုအချိန်ဆိုတာတစ်ချိန်ရှိလာမယ်ပေါ့နော်ဒါကြောင့်ပေါ့နော်ကျမဒီမေမေတွေနဲ့စကားပြောတဲ့အခါတော့ပြောတယ်ကလေးတွေကိုတောက်လျှောက်တဲ့အရွယ်ရယ်နည်းနည်းလေးကြီးလာတဲ့အရွယ်ရယ်adolescence ကိုကြော်သွားပြီဆိုတဲ့အရွယ်မှာကျမတို့အဲ့ချိန်တွေပြန်မရတော့ဘူးအဲ့တော့ကတ်ပါဆိုရင်တော့အမေနာကိုကတ်ချင်မှကတ်တော့တာဆိုတော့အခြေသူတို့ရဲ့ develop ဖြစ်သွားတဲ့ပုံစံပေါ်မူတည်ပြီးတော့သူတို့နဲ့မိဘနဲ့ဂျားထဲမှာရှိရဲ့ relationship တွေကလည်းနည်းနည်းပြောင်းလာတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ဒီချိန်လေးမှာကိုနာကတ်နေတာကိုတမိုးလေးတစ်ခုထားတချို့မိမိတွေကကြတော့လက်မလွတ်သေးဘူးလက်လွတ်သွားတဲ့အခါကျတော့လေလက်မလွတ်တဲ့အရွယ်လေးကိုပြန်လို့ကျင်နေဆိုတာဖြစ်တတ်ကြတယ်ပေါ့နော်တချို့တွေကအဲ့တော့အဲ့ဒီအရွယ်မှာသူတို့ဘာပြောချင်တာလဲသူတို့ဘာလုပ်ချင်တာလဲသူတို့ဘာတောင်းဆိုချင်တာလဲသူတို့ဘယ်နေရာကနေကြည့်လိုက်တာလဲဆိုတော့ကျွန်တော်နားထောင်ပေးတတ်ဖို့လိုတယ်အဲ့ဒါကကျမတို့ကပေါ့နော်နားထောင်ပေးတတ်တာနားထောင်ပေးဖို့လိုလို့လားပေါ့တချို့လူငယ်တွေပေါ့နော်လူငယ်တွေဆိုတာဒီစက်ကြော်သက်တွေပေါ့စက်ကြော်သက်တွေချိုးကျမ client တွေထဲမှာလည်းစက်ကြော်သက်လေးရှိရပေါ့ဆိုရင်သူတို့ကကျမနဲ့စကားပြောတဲ့အခါကျရင်နားထောင်ပေးတယ်အဆင်ပြေတယ်သူတို့ပြောချင်တယ်ပေါ့အဓိကကဘာလဲဆိုတော့
သူတို့ပြောတာကို respect တစ်ခုထားပြီးတော့နားထောင်ပေးတာကိုလိုချင်တာအဲ့ဒီနားထောင်တာလည်းအင်းဆိုပြီးတော့အဲ့လိုနားထောင်သွားတာမဟုတ်ဘဲနဲ့တကယ်အတွင်းထဲကနေသူတို့ပြောတဲ့အရာကိုကိုယ့်ရဲ့နှလုံးသားနဲ့ခံစားပြီးနားထောင်ပေးတာဆိုမေမေတွေကပို့ပြီးအဆင်ပြေတာပေါ့ကို့အမေနဲ့ကိုယ့်ရဲ့သားသမီးနဲ့ဆိုရင်အဲ့တော့မိဘတွေအနေနဲ့နားထောင်ပြီးတတ်ဖို့လိုတယ်ဒါမှသူတို့ရင်ထဲမှာဘာတွေခံစားနေရတာလဲသူတို့ဘာဖြစ်ချင်နေရလဲသူတို့အခုအဲ့လိုတွေဖြစ်နေတာဘာကြောင့်လဲဆိုတာကိုတေချာလေးသိသွားမယ်သိသွားတဲ့အခါကျတော့ကိုယ့်သားသမီးကိုဘယ်လိုမျိုး support လုပ်လို့ရမှာလဲအဲ့ဒါသူတို့ရဲ့ mental health ကိုအများကြီးသွားပြီးတော့တက်ရောက်မှုရှိစေတယ်အဲ့တော့တော်ရုံတန်ရုံကိုယ့်ရဲ့ခံစားချက်တွေကိုထုံမပြရတဲ့အခါပြောမပြရတဲ့အခါပြောပြတာကို neglect လုပ်ခံရတဲ့အခါမှာလူတွေမှာအဆုံးစွန်ဆုံးသီးမခံနိုင်တော့တဲ့အချိန်ဆိုတာရှိတယ်အဲ့ဒီအချိန်မှာဖြစ်တတ်တာနှစ်ခုရှိရပေါ့နော်တချို့ကကျတော့ give up လုပ်သွားတယ်ဒီ life ကိုတချို့ကကျတော့ aggressive အရင်ဆန်တဲ့အခါကျရင်ဒုက္ခပေးတတ်တယ်ဆိုတော့ဒီຢာတွေကဘယ်ဟာစတာလဲဆိုရင်ကျွန်မအရှိမပြောခဲ့တဲ့နံပါတ်1အချက်ကသူတို့ရဲ့ early childhood experience ပဲအဲ့မှာမိဘတွေအနေနဲ့နံပါတ်2အချက် listening လုပ်ဖို့ good listener ဖြစ်ဖို့အရင်အရေးကြီးပါတယ်ပေါ့နော်ဆိုနောက်တစ်ချက်ကနံပါတ်3 love နဲ့ acceptance ကျွန်တော်တို့မေတ္တာနဲ့လက်ခံပေးတတ်တဲ့စိတ်ကလည်းအမှန်တန်အရေးကြီးရယ်အဲ့တော့မေတ္တာပေးတယ်ဆိုတာမိဘတွေအနေနဲ့ကဥမာအဖေတွေဆိုလဲရှာပေးတာပဲသူတို့လူလေသေးမရှိအောင်တော့ထားတယ်ဒါပေမဲ့တချို့အိတ်ကလေးတွေကအထီးကျန်နေလို့ခံစားရတာရှိတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့အဖေရောအမေရောစီကနွေးနွေးထွေးထွေးနဲ့ချစ်တဲ့မေတ္တာကိုသူတို့မခံစားရတာရုပ်ဝတ္ထုပစ္စည်းတွေအပြင်တော့ပြည့်စုံနေပါတယ်အဲ့တော့ရုပ်ဝတ္ထုပစ္စည်းပြည့်စုံတာရောလိုလားဆိုရင်လိုအပ်တာပေါ့ဘဝမှာပညာသင်ကြားဖို့ကျန်းမာရေးအတွက်စသဖြင့်ဒီຢာတွေအားလုံးကလည်းဒီရုပ်ဝတ္ထုပစ္စည်းတွေကလိုအပ်တဲ့လောက်လိုအပ်တယ်ဒါပေမဲ့ဒါတွေတစ်ခုတည်းနဲ့ပြည့်စုံတာမဟုတ်ဘူး life မှာမေတ္တာပေးတာကလေးတွေရဲ့ကောင်းတာဆိုးတာဒါကိုလက်ခံပေးတာဆိုတော့ဒီလက်ခံပေးတယ်ဆိုတဲ့နေရာမှာပေါ့နော်ကောင်းတာဆိုးတာဆိုတာမိဘကကောင်းရင်လည်းလက်ခံပေးရဟုတ်တယ်ဆိုးရင်လည်းငါသားသမီးပဲဒီလောက်တော့မဆိုးပါဘူးဆိုလို့ကျွန်တော်လှည့်စားဖို့ပြောတာမဟုတ်ဘူးအဲ့ဒီဆိုးတယ်ဆိုတဲ့အချက်ကသူ့ရဲ့ဘယ်နေရာဖြစ်လာတာလဲဟုတ်ပြီငါသားသမီးတော့ဆိုးတယ်အဲ့ဒါကို accept လုပ်အောင်အဲ့ဒီဆိုးတဲ့အမှုကျင့်လေးကဘယ်ဟာဖြစ်တာလဲဒါကိုငါဘယ်လိုမျိုးသူ့ကိုပြုပြင်ပေးလို့ရမလဲသင်ကြားပေးလို့ရမလဲသူ့ဟာနဲ့သူရောဘယ်လို learning လုပ်သွားလို့ရမလဲဆိုတဲ့အပိုင်းကိုဆက်တက်ဖို့အတွက် acceptance ကအရင်အရေးကြီးပါတယ်ဒါကြောင့်မို့လို့ကိုယ့်ရဲ့သားသမီးကိုမေတ္တာတွေလက်ခံပေးတတ်မှုတွေဒီຢာတွေပေးတာဟာလေကလေးတွေရဲ့ mentally safe ဖြစ်စေတယ် secure ဖြစ်စေတယ်အဲ့လိုမျိုးစိတ်ပိုင်းဆိုင်ရာလုံခြုံတဲ့ဘယ်လိုပြောမလဲဝေးထွေးတယ်လို့ခံစားရတဲ့မိသားစုမှာကြီးပြင်းလာတဲ့ကလေးတွေကအသက်အရွယ်ကြီးလာလို့သူတို့ life တစ်ခုဖြတ်သန်းရတော့မယ်ဆိုတဲ့အချိန်မှာသူတို့ကိုသူတို့ self confidence တွေ self esteem တွေမြင့်မားတယ်နောက်တစ်ခုကဘာလဲဆိုရင်လူတွေကိုယုံကြည်တယ်ယုံကြည်ရဆိုတာမျက်စိမိတ်ပြီးတော့စွတ်ယုံတာမဟုတ်ဘူးလူတွေပေါ်မှာအမြဲတမ်းတန်တရားစိတ်နဲ့ကြည်နေတဲ့ကြည်မျိုးတွေမရှိဘူးပေါ့နော်ဆိုတော့အဲ့ဒီအပိုင်းလေးတွေကဒါငယ်ဘဝကနေစလာမယ့်အပိုင်းလေးတွေဖြစ်တယ်ပေါ့နော်ဆိုနောက်ထပ်နံပါတ်4အချက်ပေါ့နော်အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျမတို့ discipline နဲ့ guidance နဲ့ကိုတက်ကွက်အောင်ပြီးဖို့လိုတယ်အဲ့တော့ဒီကလေးတွေကိုစီကံပေးတာလို့လမ်းညွှန်ပြတာလို့ဆိုတဲ့နေရာမှာကျမရှေ့ဆုံးနံပါတ်1နဲ့ပြန်ချိန်ရရင် modeling ပေါ့နော်အဲ့တော့သူတို့ရဲ့ဒီတကိုရီကနေစပြီးတော့သူတို့ဘယ်လိုနေထိုင်ရမယ်ဘယ်လိုစီးနေကန်နဲ့လုပ်ရမယ်ဆိုတဲ့အရာလေးတွေကိုတက်တက်ကွက်ကွက်ပြထားဖို့လိုတယ်ပေါ့နော်ပြီးတော့ဒီသူတို့ရဲ့ life မှာပေါ့နော်ဘဝမှာငငယ်တုန်းကကျမတို့ကဒီကာချာကြောင့်များလားအရွယ်3ပါးနဲ့ပတ်သက်ပြီးတော့လေပထမအရွယ်မှာပညာရှာဒုတိယအရွယ်မှာစီးပွားရှာတတိယအရွယ်မှာတရားရှာဆိုပြီးတော့ပြောတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ကျမတို့ကဒီပထမအရွယ်မှာပညာရှာဆိုတဲ့အချိန်မှာပညာတွေကိုနင်းကန်ပြီးသင်တာပေါ့နော်စာသင်ရမယ်ဘယ်နှစ်တန်းအောင်ရမယ်ဘယ်အထိပြီးရမယ်ပေါ့အဲ့တော့အဲ့လိုဖြတ်တန်းလာတဲ့ life တစ်လျှောက်လုံးမှာဘာတွေမိကြံခဲ့လဲဆိုတော့ကျင့်ဝတ်တွေပေါ့နော်ဥမာကလေးတောက်ကဘယ်လိုကျင့်ဝတ်ကျင့်ရမလဲဘယ်လိုလုပ်ရမလဲအဲ့ဒီဟာလေးတွေမိကြံခဲ့တာရှိတယ်တချို့ဆိုရင်ဒီမှာကလေးဆိုပေမဲ့လည်းအသက်အရွယ်တစ်ခုပေါ့နော် develop ဖြစ်လာပြီပေါ့ကြီးလာတဲ့အခါမှာတချို့ကျွန်တော်မြင်မှုတာပေါ့ဖုန်းကြီးเจ้าမှာပေါ့နော်မိဘတွေကပြောတယ်ဖုံဖုံနေเจ้าမှာအလှလို့တော့ခေါ်လာတဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့ဖုံဖုံကမေးတယ်ပေါ့စကားပြောလဲပြောကလေးကဘာပြောလဲဆိုတော့ဟုတ်ကဲ့အဲ့လိုမျိုးပြောတယ်ပေါ့နော်ဆိုတော့အဲ့မှာဘာတွေ့ရလဲဆိုရင်ဖုံကြီးနဲ့လူနဲ့သုံးထုံးရတဲ့သုံးထုံးတွေမတူဘူးအဲ့တော့ဖုန်ကြီးเจ้าကိုရောက်တဲ့အခါကျလို့ရှိရင်ဒီမိဘတွေကသူတို့ကလေးတွေကိုဒီအလှလုပ်တဲ့အခါကျတော့ခေါ်လာတဲ့အခါကျတော့ဖုန်ကြီးကကလေးတွေကိုမေးတာပေါ့နော်မေးတယ်စကားပြောတဲ့အခါကျရင်ကလေးတွေကဖုန်ကြီးကိုကြည့်ပြီးဟုတ်ကဲ့သမီးကလေးသားကလေးစသဖြင့်ပေါ့လေကိုဒီလိုသုံးလုံးပြီးပြောကြတယ်ပေါ့အဲ့တော့အဲ့မှာဘာတွေ့ရလဲဆိုတော့မိဘတွေကပြောတယ်သူတို့ကတဲ့လို့ဖုံဖုံနဲ့ဘယ်လိုပြောရမလဲဆိုတော့တိတ်မသိဘူးတဲ့ကလေးတွေကတိတ်ဓာတ်တွေအကျွမ်းတဝင်မရှိဘူးပေါ့တကယ်တော့
ကိုယ့်ရဲ့ဘာသာအလိုက်ပေါ့နော်ကိုယ့်ရဲ့ဗုဒ္ဓဘာသာဖြစ်ဖြစ်တခြားသောဘာသာတွေဖြစ်ဖြစ်တချို့ဘာသာတွေမှာဆိုလို့ရှိရင်ကျမကတော့ဗုဒ္ဓဘာသာဖြစ်တဲ့အတွက်ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတော့ပဲကျမသိရပေါ့နော်တခြားဘာသာတွေမှာဆိုလဲ church သွားရတာတွေရှိတယ်ခက်ငယ်ငယ်လေးတွေဒီဘာသာရေးနဲ့မစိမ့်တာတွေလည်းတွေ့ပူပါတယ်ပေါ့နော်အဲ့တော့ဘုန်းကြီးနဲ့စကားပြောတဲ့အခါကျရင်အရှင်ဖျားဒါမှမဟုတ်ဖုံဖျားတပည့်တော်ကလေတင်မဖျားဆိုတဲ့အရာကဒီလောက်ကလေးပေါ့နော်အခြေခံလေးကတော့နားလည်ဖို့လိုတယ်သင်ပေးဖို့လိုတယ်မိဘကလည်းဆိုတော့အဲ့ဒါလေးတွေကအရေးကြီးတယ်အဲ့တော့ဒီလူလောကထဲမှာနေတဲ့ခါကျရင်လူတွေရဲ့စီးမြင်လေးတွေရှိတယ်နီတိတွေရှိတယ် ethic တွေလိုက်နာရမယ့်အရာတွေရှိတယ်သူတို့ရဲ့တကိုယ်ရည်တကာရစီကံလေးတွေရှိတယ်ဒီအရာလေးတွေလည်းမိဘကရှင်းရှင်းလင်းလင်းနဲ့တဲတဲကွက်ကွက်ဖြစ်အောင်စီကံနဲ့လမ်းညွှန်ပြသမှုနဲ့အတူတူတွဲပြီးတော့ပေးဖို့လိုရပေါ့နော်အဲ့တော့ဒီအရာကလည်းဒါကလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်အမြင့်တမ်းအရေးကြီးရဲ့အထင်မှာပါတယ်ပေါ့နော်အဲ့တော့နောက်ဆုံးနံပါတ်5အချက်ပေါ့နော်အဲ့ဒါတော့ဘာလဲဆိုတော့ encourage လုပ်ပေးရပေါ့နော် reinforce လုပ်ပေးရအဲ့ဒါဘာလဲဆိုရင်ကလေးတွေတခုခုလုပ်တဲ့အခါကျရင်ကျွန်တော်တို့မေမေတွေမှတ်မိပါလိမ့်မယ်မေမေတွေရောဖေဖေတွေရောမှတ်မိလိမ့်မယ်ကလေးတွေခက်ငယ်ငယ်အရွယ်မှာတဖြည်းဖြည်း develop ဖြစ်လာတဲ့အခါကျရင်လေလက်ခုပ်တီးတတ်တယ်နော်ပြီးလို့ရှိရင်လမ်းလျှောက်တက်ခါစားဆိုရင်ကလေးတွေကိုဘာလုပ်လဲဘေးနာနေရောအားပေးတယ်လေဟာဟုတ်တယ်ရက်နိုင်ပြီဟုတ်တယ်မလားရက်နိုင်ပြီဆိုအော်တယ်ဟလားလက်ခုပ်လေးတီးတတ်တယ်ညွန်ပြတတ်တယ်ဆိုရင်ဘေးနာနေဘာလုပ်ပြီလဲဆိုတော့အားပေးတယ်ဆိုတော့ဒီသဘောတရားအတိုင်းပဲကျမတို့သူတို့အသက်အရွယ်လိုက် develop ဖြစ်လာတဲ့အခါမှာလုံနိုင်တဲ့အလုပ်တစ်ခုကိုချီးကျူးပေးရတယ်အားပေးပေးရတယ်ဆက်ပြီးလှုပ်ချင်လာအောင်လေကျမတို့ကဘေးနာနေတွန်းအားပေးရတယ်ကောင်းတဲ့အလုပ်ဆိုရင်ပေါ့နော်အဲ့တော့ကိုသားသမီးကအကြောင်းမှာထားပါတော့ तू ကrole ဘယ်လောက်ရတယ်ပေါ့နော် grade ဘယ်လောက်ရတယ်ဆိုရင်ဟာတားရဲ့တော်လိုက်တာဒါဒီတစ်လျှောက်လုံးမှာသို့မဟုတ်သမီးဒီတစ်လျှောက်လုံးမှာစာအုပ်ဘယ်လိုကြည့်လာလဲဒါဒီလိုမျိုး study လုပ်တာပုံမှန်ဆိုရင်ပို့ပြီးတော့ကောင်းလာမယ်အခုလေဒါသူ့ကိုချီးကျူးရမယ်ဂုဏ်ပြုရမယ်ဒါမှမဟုတ်ကလေးကပကြီးဆွဲတယ်ဆိုပါဆိုအဲ့ဒီပကြီးကားကိုကပကြီးကြိုက်ချင်မှကြိုက်လိမ့်မယ်ဒါပေမဲ့သူ့ရဲ့အသက်အရွယ်နဲ့သူဆွဲလာတဲ့ပုံမှာကိုရီးယားဘာလုပ်ရလဲဆိုတော့အားပေးပေးရတယ်ချီးမွမ်းပေးရတယ်အဲ့တော့လူတယောက်ဟာချီးမွမ်းမှုအားပေးမှုရတဲ့အခါကျရင်သူလုပ်ရတဲ့အလုပ်ပေါ်မှာသူပို့ပြီးတော့ confidence တက်လာတယ်ပို့လှုပ်ချင်တယ်ပို့ပျော်လာတယ်အဲ့လိုမျိုးပဲကိုကမိဘကလုပ်ပေးနိုင်မှုလို့ရပေါ့ဆိုတော့ကျွန်မအခုပြောခဲ့တဲ့အချက်5ချက်စလုံးဒီပထမဦးဆုံးမှာကလေးတွေရဲ့ငယ်ဘဝဖြတ်တန်းခဲ့ရတဲ့အခါမှာမိဘပြည့်စုံဆောင်ရှောက်တဲ့သူတွေ environment တွေအမြဲတမ်းအရေးကြီးတယ်သူတို့ရဲ့ modeling ပဲသူတို့ကိုကြည့်ပြီးတော့မှကလေးတွေကဘယ်လိုကြီးပြင်းလာတယ်လဲစိတ်ပိုင်းဆိုင်ရာမှာဘယ်လိုမျိုးတွေအနာတရားဖြစ်သွားလဲစိတ်ပိုင်းဆိုင်ရာမှာဘယ်လိုပျော်ရွှင်မှုတွေရခဲ့လုံခြုံမှုတွေရခဲ့တယ်လဲဒါဒီကစတယ်ပြီးရင်နားထောင်ပေးတတ်မှုပေါ့နော်နားထောင်ပေးဖို့လိုတယ်ကိုသားသမီးကအเจ้าမှာပျော်လားမပျော်ဘူးလားဒါအင်မတန်အရေးကြီးတယ်ဆိုကျမတို့ငငယ်တုန်းကပေါ့နော်ကျမတို့ generation ငငယ်တုန်းကဆိုရင်လေဟိုเจ้าနေမှာစာလေးတွေရေးထားတာရှိတယ်เจ้าနေပျော်၍စာတော်ရမည်ဆိုပြီးရေးထားတာရှိတယ်စာသင်ခန်းဆိုတဲ့နေရာကျမတို့အိမ်ကနေခွဲထွက်ပြီးတော့ပထမဆုံးရောက်သွားတဲ့တခြားသောနေရာတစ်ခုဖြစ်တယ်အဲ့ဒီနေရာမှာစာသင်ပေးတဲ့ဆရာမရဲ့ဘေးနားမှာရှိနေတဲ့တငယ်ချင်းအပေါင်းအသင်းတွေဟာသူ့အတွက်ပျော်ရွှင်စရာကဘာဖြစ်ဖို့လိုတယ်သူ့အတွက်လုံခြုံမှုရှိဖို့လိုတယ်အဲ့တော့ကိုသားသမီးတနေ့ကုန်သွားနေရတယ်တနေ့အချိန်များပေးနေရတဲ့ကျောင်းမှာပျော်ရည်လားဆိုတာကကလေးတယောက် develop ဖြစ်ဖို့အတွက်အင်မတန်အရေးကြီးတဲ့နေကုန်ဖြစ်တယ်အဲ့ဒါမေးဖို့အရင်အရေးကြီးပါတယ်เนาะသူမပျော်တဲ့နေရာမှာအဲ့ကလေးကဘယ်လိုများ landing လုပ်နိုင်မှာလဲသူ့အတွက်bully လုပ်ခံနေရတာသူ့အတွက်ဘေးနားမှာရှိနေတဲ့လူတွေ toxic person ဖြစ်နေရင်သူဘယ်လိုများပျော်ရွှင်ပြီးတော့သင်ကြားနိုင်မှာလဲစာဝတ်သူစိတ်ဝင်စားမှာလားသူ့ productivity တွေကျလာဖို့ပဲရှိတယ်အဲ့တော့ဒီအချက်ကအင်မတန်အရေးကြီးတဲ့အချက်ဖြစ်တယ်။ကျောင်းမှာစာပြီးခဲ့လားစာတွေလုပ်လား role ဘယ်လောက်ရလဲဆိုတာနောက်ပိုင်းဒါတွေဖြစ်ဖို့အတွက်သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ mental health ကောင်းနေဖို့ကအင်မတန်အရေးကြီးတာ။ဒါကြောင့် listening ဟာအရင်အရေးကြီးပါတယ်။ကျောင်းမှာ तू ပျော်လားမပျော်လားကိုကလည်းမေးဖို့လိုတယ်လို့ तू ဖြစ်လာတဲ့ခံစားချက်တွေလည်းကျမတို့ရင်မထဲကနေနားထောင်ပြီးဖို့ကအင်မတန်အရေးကြီးပါတယ်။ဒါ listening ပေါ့နော်။ဆိုပြီးသွားတဲ့အခါကျတော့ love နဲ့ acceptance ပြောခဲ့တယ်။မေတ္တာတွေလက်ခံပေးမှုတွေကောင်းတာတွေစိုးတာတွေဒါတွေကိုလက်ခံပေးဖို့လိုတယ်ပြီးရင်တော့စီကံနေ guidance နဲ့ discipline နဲ့ကိုတေချာလေးပေးဖို့လိုတယ်နောက်ဆုံးမှာတော့ကျမတို့ encourage အားပေးဖို့ချီးမွမ်းဖို့ဆက်လုပ်ဖို့အတွက် reinforce တွေပေးဖို့ဟာအင်မတန်အရေးကြီးပါတယ်အဲ့တော့ကလေးတယောက်လူသားတယောက်ဖြစ်လာတဲ့အခါမှာအခုကျမပြောခဲ့တဲ့အချက်5ချက်စလုံးကိုဒါတေချာလေးမျှတ balance ဖြစ်အောင်ပေးနိုင်မယ်ဆိုရင်ဒီလိုမျိုးအနာဂတ်ပေါ့နော် future မှာဖြစ်လာမယ့်လူငယ်တွေအများကြီးရှိမဲ့ society ဟာမကောင်းစရာမရှိဘူးဒီကလေးတယောက်ဒီလိုလုပ်လို့နောက်ကလေးတယောက်ကလှုပ်လာနိုင်သလားဆိုရင် society ကကောင်းနေဖြစ်မှာမဟုတ်တော့ဘူးအဲ့အတွက်ကြောင့်မို့လို့ဒီလိုမျိုးဖြစ်လာတဲ့မူလစစ်မြစ်ပေါ့နော်အကြောင်းရင်း root cause ကိုကျွန်တော်တို့ရှာဖို့လိုတယ်ဘာကြောင့်ဖြစ်ရလဲဆိုတဲ့အရာလေးကိုကျွန်တော်တို့နားထောင်ပြီးတတ်ဖို့လိုတယ်ပေါ့နော်ဆိုတော့ဒီအချက်လေးတွေက
ကလေးတွေကိုလည်းကိုကဒီပြည်သူဆောင်ရှောက်ဖို့ပြန်ပြီးတော့လုပ်ဖို့လို့သလိုကိုလည်း reflection ပြန်လုပ်ဖို့အရေးကြီးပါတယ်ကိုကရောမိဘနေရာမှာရှိနေဒီချက်တွေအတိုင်းငါသားသမီးပေါ်ပေးခဲ့ရလားဒါမှမဟုတ်ကိုယ်တိုင်ရော reflect လုပ်ကြည့်တနေ့မှာငါရောငါနေနေတဲ့ life မှာငါပျော်ရဲ့လားဆိုတဲ့အရာအရေးကြီးပါတယ်ဘာကြောင့်လဲဆိုတော့ဒီလူတွေမှာပေါ့နော်ဘဝကြီးကို give up လုပ်သွားတဲ့သူတွေလည်းအများကြီးရှိတယ်လုပ်ဖို့ကြံစီနေပြီးတော့မအောင်မြင်တဲ့သူတွေလည်းအများကြီးရှိတယ်အဲ့ဒါအသက်အရွယ်ကြီးလာတဲ့လူတွေစီမှာလည်းရှိတယ်အဲ့ဒီ pressure တွေကိုမခံနိုင်တော့ဘူး stress တွေကိုမခံနိုင်တော့ဘူးဒီနေရာနေအရှုံးပေးလိုက်တော့မယ်ဆိုတော့လူတွေကအများကြီးရှိတယ်အဲ့တော့ကျမတို့အလုပ်လုပ်နေလုပ်ငန်းခွင်မှာရှိနေတဲ့သူတွေအနေနဲ့ဆိုရင်ဒီလုပ်ငန်းခွင်မှာငါပျော်ရဲ့လားဆိုတာကိုပြန်မေးကြည့်ပါပြီးတော့ဒီအလုပ်ကိုငါဘာကြောင့်လုပ်နေတာလဲဆိုတော့ intention ကိုလည်းပြန်မေးကြည့်ပါဘာကြောင့်ဆိုတဲ့အရာအရင်ရေးကြည့်တယ်ကျမတို့အလုပ်တစ်ခုကိုလုပ်နေတာလုပ်နေရပဲကျမတို့ရဲ့အချိန်ပေးတယ်အလုပ်ကပတ်စံပြန်ပေးတယ်အဲ့လောက်ကတော့life မှာအရင်ကြီးပြည့်စုံတယ်လို့ပြောလို့မရဘူးပေါ့နော်ဆိုတော့ကိုပေးလိုက်ရတဲ့အချိန်နဲ့ကိုပြန်ရတဲ့ပတ်စံနဲ့မှာကိုယ့်ရဲ့တိတ်ခါတွေပုံပဲ့သွားတာရှိလားကိုယ့်ဘဝမှာမပျော်ဘဲနဲ့ကြိတ်မှိတ်ပြီးတော့အိမ်ပြန်ရောက်လို့ရှိရင်ညဘက်အိတ်မပျော်တာရှိလားအဲ့ဒါကြီးပြန်စဉ်းစားဖို့လိုတယ်ကျမတို့ life မှာကို value လို့ခေါ်တဲ့တန်ဖိုးထားရတဲ့အရာနဲ့ကိုလုပ်နေတဲ့အလုပ်နဲ့ကိုက်ညီရဲ့လားငါဘာကြောင့်လုပ်နေတာလဲငါတနေ့အချိန်ကြီးအများကြီးပေးနေရတဲ့နေရာမှာငါပျော်ရဲ့လားဆိုတော့လူကြီးတွေအနေနဲ့လည်းပြန်ပေးဖို့အရေးကြီးပါတယ်ဒီနေ့ဗီဒီယိုလေးမှာပေါ့နော်ကြည့်ရှုနေတဲ့သူတွေထဲမှာမိဘတွေရှိနေဆိုလို့ရှိရင်ကျွန်မအခုပြောသွားတဲ့အချက်၅ချက်စလုံးထဲမှာ၅ချက်စလုံးပြည့်မီရဲဆိုရင်တော့လည်းအင်မတန်ကောင်းတယ်အဲ့ထဲမှာကျွန်မတစ်ခုတည်းကိုပဲ highlight ပေးပြီးတော့မှပြောပြရမယ်ဆိုလို့ရှိရင် listening ပေါ့နော်တေချာလေးနားထောင်စီခြင်းနဲ့သူ့ရဲ့ခံစားချက်တွေသူဖြစ်နေတဲ့အရာတွေသူပြောခြင်းနဲ့သူ့ရဲ့ဆန္ဒတွေကိုတေချာလေးနားထောင်ပေးပါဆိုတဲ့အရာလေးကျွန်မ remind ထပ်ပြီးလုပ်ချင်ပါတယ်ဒီဗီဒီယိုလေးမှာပေါ့နော်ကျွန်မဒီအချက်၅ချက်ကိုပြောခဲ့တယ်အဲ့ဒီအပြင်ကျွန်တော်တို့လူတိုင်းကလေးတွေမှာမဟုတ်ဘူးမိဘတွေမှာမဟုတ်ဘူးဒီတက်လက်ပိုင်းတွေပဲဖြစ်ဖြစ်လုပ်ငန်းခွင်မှာရှိနေတဲ့သူတွေပဲဖြစ်ဖြစ်ဘယ် role နဲ့တာဝန်ယူထားရတဲ့သူတွေပဲဖြစ်ဖြစ်ကိုခုရောက်ရှိနေတဲ့နေရာမှာပျော်ရဲ့လားဆိုတဲ့မိကိုကျွန်မအားလုံးကိုပြန်ပြီးတော့မေးဖို့အတွက် remind ထပ်ပြီးလုပ်ပါတယ်အားလုံးပဲဘလောက်ပဲ pressure တွေကြုံအဲ့ဒီအရာတွေကကိုယ့်ရဲ့အထဲမှာပေါ့နော် stress ဖြစ်နေအကြာကြီးမသိသိပဲနဲ့ဒီအရာတွေအားလုံးကိုပေါ့ပနဲ့လက်ကိုလှုပ်ရင်းနဲ့ဘဝမှာအတိတ်ပဲရှိဖြတ်တန်းသွားနိုင်ကြစေဖို့အတွက်ကျွန်မရည်ရွယ်ပါတယ်ကျမကိုပေါ့နော်ဒီပြောပြပေးစီခြင်းတဲ့အကြောင်းအရာတွေရှိနေဆိုလို့ရှိရင်ဒီဗီဒီယိုလေးရဲ့ comment လေးမှတ်ထားပေးခဲ့လို့ရပါတယ်ကျမဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ဒါဆိုကျမတို့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်